လီဆာကြောက်ရွံ့တုံလို့ဆိုတာနဲ့ကော်စော်ထဲမှာပုံနေခဲ့တယ်။ကန်ကန်ထောင်ဆိုတာနဲ့ပဲဆမ်ဟာသူမနော့ကိုဆက်ပြီးပြေးသွားခဲ့တယ်။အဲ့ဒီအခါကြာမှာပဲလီဆာဟာတက်ပြင်းချနိုင်တော့တယ်။အဲ့ဒီလိုပြောင်းရွှေ့လိုက်တာကသူမရဲ့အသက်ကိုကယ်တင်လိုက်မယ်ဆိုတာကိုသူမမသိခဲ့ဘူး။ရွိုင်းဟာလွှင့်ပစ်လိုက်တဲ့ကော်စော်ကိုလာပို့လာတွေ့တဲ့အခါအယမ်းဝမ်းသာသွားခဲ့တယ်။သူမဟာသူမရဲ့အလကားရတဲ့ပစ္စည်းကိုစစ်ဆေးဖို့ချက်ချင်းပဲရှေ့ကိုတိုးသွားခဲ့တယ်။ဒီထဲမှာဘာလို့နေတာလဲအသေးလေး။သူမရဲ့ခင်ပွန်းအတန်ကိုကြားလိုက်ရတဲ့အခါလီဆာဟာထိတ်လန့်သွားပြီးပုံဖို့နေရာချက်ချင်းရှာခဲ့တယ်။ရွိုင်းကသူမရဲ့အပြုတ်မှုကိုထူးဆန်းနေလို့ထင်နေခဲ့တယ်။လီဆာကသူမရဲ့နေရာတွေကိုအတင်းတိုးဝင်လာတဲ့အခါရွိုင်းကအယမ်းဒေါသထွက်သွားခဲ့တယ်။လီဆာကသူမကိုအတန်တိတ်နေအောင်ပါဆက်ကိုချက်ချင်းလှမ်းပိတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဆမ်ကတကားဝမှာပေါ်လာခဲ့တယ်။ရွိုင်းဟာလီဆာရဲ့ကိုယ်ပေါ်ကဒဏ်ရာတွေကိုတတိပြုသွားပြီးဘာတွေဖြစ်နေလဲဆိုတာကိုရုတ်တရက်နားလေသွားခဲ့တယ်။တစ်ချိန်တည်းမှာပဲဆမ်ကသူ့ဇနီးရဲ့ဖနက်ကိုအနားမှာတွေ့သွားခဲ့တယ်။သူမအနီးအနားမှာရှိနေရမယ်ဆိုတာကိုသူသိလိုက်တယ်။သူအောက်ကိုနှုံးချိလိုက်တဲ့အခါခြေတစ်ဖက်ထွတ်နေတာကိုမြင်လိုက်ရတယ်။ဟေးဘာတွေဖြစ်နေတာလဲ။ငါ့ကိုလာမထိနဲ့။ဆမ်ကသူ့ဇနီးဘယ်မှာရှိနေလဲဆိုတာကိုသိချင်နေပြီးရွိုင်းကိုပတ်စံနဲ့တောင်လားထိုးဖို့ကြိုးစားခဲ့တယ်။လီဆာကတော့အနောက်မှာပုံနေပြီးသူတွေ့သွားမှာကိုအယမ်းကြောက်နေခဲ့တယ်။စိတ်မကောင်းပါဘူး။ဒီမှာဘယ်သူမှမရှိဘူး။ဘာကူညီပေးရမလဲ။ဆမ်ကအတင်းဝင်ဖို့လုပ်နေတော့မှပဲရွိုင်းကသူ့ကိုတားလိုက်ပြီးအထက်ထဲမှာအယုတ်ပဲရှိတာပါလို့လိန်ပြိုးလိုက်တယ်။ပြီးကိုသူမရဲ့စကားကိုတက်သေးပြဖို့အတွက်အယုတ်တရုတ်ကိုထုတ်ပြလိုက်တယ်။သူမလေးကချစ်စရာမကောင်းဘူးလား။မင်းငါကိုနောက်နေတာလား။ဘာမှရှာမတွေ့တဲ့အတွက်ဆမ်မစိတ်မရှိဖြစ်လာပြီးရွိုင်းမလည်းရွေးချယ်စရာနီလာနဲလာခဲ့ပြီ။သူမအထဲမှာအမိုက်ထဲတွေအောက်မှာပုံနေလာဆမ်ကအမိုက်ပုံးကိုသွားစစ်ခဲ့တယ်။သူခေါင်းကိုအထဲထဲထည့်လိုက်တဲ့အချိန်မှာပဲအမျိုးသမီးနှစ်ယောက်ကအမိုက်ပုံးအဖုံးကိုအတင်းပိတ်ချလိုက်ပြီးသူ့ကိုအထဲမှာပိတ်လောင်လိုက်တယ်။ပြီးတော့သူတို့တတ်နိုင်တဲ့အမြန်ဆုံးထွက်ပြေးခဲ့ကြတယ်။ဒါပေမဲ့ဆမ်ကမကြခင်မှာပဲပြန်လွတ်သွားခဲ့တယ်။သူတို့အန်ဒီရဲ့ကောင်းနေပြီလို့ထင်နေတဲ့အချိန်မှာပဲမင်းတို့တကယ်လို့ငါ့ကိုဒေါသထွက်အောင်လုပ်လိုက်တာပဲ။ရွိုင်းကမြေကြီးပေါ်ကတမစ်စီကကြောင်းကိုကောက်ကိုက်လိုက်တယ်။ဒါပေမဲ့ဆမ်ကတော့မကြောက်ခဲ့ဘူး။သူကသူမကိုလောင်ပြနေသေးတယ်။အေးဒီသွားကြထိုးချိုင်းကမင်းအတွက်မဟုတ်ဘူး။သူမရဲ့တမစ်စီကအနားမှာကားတွေကိုရိုက်မိတဲ့အခါအချက်ပြေးတော်နီတစ်ခုပြီးတစ်ခုမီလာပြီးလူတိုင်းရဲ့အာယုံကိုရသွားခဲ့တယ်။ဟေးငါရဲခေါ်လိုက်တော့မယ်။ဆမ်တယောက်ထိတ်လန့်တုန်လှုပ်နေတာကိုတွေ့တော့ရွိုင်းကသူ့လက်ထဲကိုလက်နဲ့တမစ်စီ